တရုတ်တယောက်နဲ့အဲ့မှာရှိတာပေါ့နော်တွေ့တာပေါ့တွေ့တော့ဥပိုင်ခေါ်ပေးပါတို့ခဏသူ့ကိုပြောတာပေါ့နော်အဲ့ပြောနေတန်လန်းကိုဘာလို့မင်္ဂလေးတဲ့အဲ့နဲ့ပြောနေတန်လန်းကိုအဲ့ရဲတွေကဝင်နေပြီးတော့အတင်းဆွဲရန်အတင်းတိုးပြီးတော့အကုန်လုံးလူတွေကအတင်းတွင်းချတာပေါ့နော်အဲ့နဲ့လုံးဝဆန်ကဖြစ်တာပေါ့အဲ့မင်္ဂလေးတွေနဲ့ကျမတို့မင်္ဂလေးတွေနဲ့အဲ့လိုဖြစ်တာကျမတို့လက်တီးတွေနဲ့အကုန်လုံးထိုးတာအကုန်လုံးရောလိန်ချိုးတယ်မင်္ဂလေးတွေဆိုကုန်ဆွဲရန်တာနှကန်းပေါက်တယ်တယောက်ကလက်လိန်ချိုးလက်ရောင်တယ်တယောက်ကလက်အနာတန်ရရတယ်ဟုတ်ကဲ့ဟုတ်ကဲ့မမဒီစီမံကိန်းရအောင်မရမချင်းမရမချင်းစက်တိုင်းပဲဝင်မယ်ဟုတ်ကဲ့ဒီကတော့ရက်ဖို့ပဲကျမတို့လိုချင်တာအဲ့ဒါပဲလေဗန်းတိုင်ရွယ်ကျမတို့မပြောက်ွယ်ခံနိုင်ဘူးဒီလေယာမြေတွေကိုလည်းပြန်လှုပ်ရှားခြင်းနဲ့ရွာကိုလည်းမရွှေ့ပြောင်းချင်ဘူးကျမတို့ဒီတိုက်ပွဲကိုအမြင်အောင်စစ်တိုက်မယ်ကျမတို့ကလည်းဒီလေဗလောင်းတောင်မျိုးတို့လေဗလောင်းတောင်စီမံကိန်းကိုချက်ချင်းပဲရက်စေချင်တာဘာဖြစ်လို့လဲဆိုတော့ဒီစီမံကိန်းကြီးအောင်မြင်နေမယ်ဆိုရင်ကျတော့မလွယ်ဘူးလေတောင်လူလှုပ်ရှားတာဆိုတောင်လူကိုပဲလှုပ်ရှားခြင်းနဲ့ဒီတောင်ကြီးကိုပဲအားကိုးပြီးနေခြင်းနဲ့ရွာကြီးကိုလည်းမရွှေ့တောင်ကြီးဆက်လက်ပြီးလေဗလောင်းတောင်ကျင်းဒီစီမံကိန်းကိုရက်ဖွာဆက်လက်ပြီးတိုက်ပွဲဝင်တော့
စီမံကိန်းရတော့အောင်လှုပ်ဆောင်သွားမယ်ဆိုတာကတော့ဒါသူတို့ဒီစီမံကိန်းလုပ်တော့မယ်ဆိုကြတဲ့ကပွင့်လင်းမြင်သာမှုတွေအားလုံးတည်အောင်လဲချမပြခဲ့ဘူးပြီးတော့3နှစ်စာတိနံရောကြီးငွေကလေးနဲ့မလိမ့်တပတ်နဲ့ကျွန်တော်တို့ရဲ့လေယာမြေကိုအပိပိုင်တိတ်နေရွာကိုပါရွှေပြောင်းခိုင်းတယ်လေမြေဧက9800ကျော်တွေကိုတိမ့်ပိုက်တဲ့အပြင်မှာဒါသူတို့လက်ဝဲကြီးအုပ်တော့မှာအမှန်ပဲဆိုတာကိုတိလိုက်ရတယ်ဗျာသူဒါမျိုးတွေလုံးဝမှကျွန်တော်တို့အဖြစ်လက်မခံဘူးသူတို့ကောင်းစားဖို့ရအတွက်ကျွန်တော်တို့ဒီຢာတွေကိုစွန့်လွတ်ခံအနေနာခံပြီးမှတရေရမယ်ဆိုရင်ကျွန်တော်လုံးဝမခံဘူးဘာဖြစ်လို့လဲသူပွင့်လင်းမြင်သာမှုရှိအောင်လဲချမှတ်ပြအောင်ကျွန်တော်တို့ကြတော့3နှစ်စာစီမံကိန်းလေးနဲ့စင်ရတာတုကျွံဘဝရောက်အောင်လဲမဲ့ရမယ်နဲ့အဖြစ်မျိုးကိုသူတို့ပို့လိုက်ခြင်းပဲဒါပေမဲ့ဒီစီမံကိန်းကိုဆက်လုပ်မဲ့ဆိုရင်နိုင်ငံတော်အတွက်အကျိုးခံစား권တွေဘယ်လောက်ရှိတယ်လဲကျွန်တော် data ကနေအတွက်အကျိုးခံစား권အလောက်ကန်ခွန်လန့်နေစသည်ဖြင့်ဒါအကျိုးတွေဘယ်လောက်ရှိနိုင်တယ်လဲဒါအခုကတော့သူတို့ချပြတဲ့အနေထားကတော့ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက်လူတစုလက်တဆုပ်စာကောင်းစားဖို့အတွက်ဒါအဓိကထားပြီးစီမံကိန်းဆိုတော့ကျွန်တော်လုံးဝမှဒီစီမံကိန်းဒီလုံးဝမှကိုရက်ကိုရမယ်ဆိုတော့တန်ထိတ်ထန်နဲ့ကျွန်တော်တိုက်ပွဲတွေဝင်ကြတာပါပဲ